皆さんこんにちはဂျပန်မြန်မာလင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုရင်တော့ N2 ခန်းကြီး Master အလွယ်မှတ်နည်း9ရက်မြောက်နေ့ကိုဆက်ပြီးသွားကြမယ်ပေါ့နော်ဒီ9ရက်မြောက်နေ့ကကြတော့ဗာလဲဆိုခန်းကြီး Master ရဲ့အခန်း2ကနေပြန်စမယ်ဟုတ်ပြီအဲ့ဒါဆိုရင်ပါဝင်မဲ့ခန်းကြီးလေးတွေကတော့ဒီဘေးမှာဖော်ပြထားတဲ့ခန်းကြီးလေးတွေပါဝင်မဲ့ခုချင်းစီအသေးစိတ်ကိုနောက်မှဆက်ကြည့်ကြမယ်နော်အဲ့တော့21လုံးမြောက်ခန်းကြီးရောက်သွားပြီ21လုံးမြောက်ခန်းကြီးတွေကဘာခန်းကြီးလေးလဲဆိုတော့ဒီခန်းကြီးလေးသူ့ရဲ့ခွန်းရောင်မိအနေနဲ့အိုစုဆိုတဲ့ဖိနှိပ်သည်ဆိုတဲ့ဟာပေါ့နော်အိုစုဆိုတာကဖိနှိပ်သည်အဲ့တော့နောက်တစ်ခုကအွန်ရောင်မီအနေနဲ့ကဗာလဲအိုအဲ့အိုးလေးကိုဘာမှသုံးလဲဆိုတော့ O in ဆိုပြီးသုံးတယ် O in ဆိုတာကတစိမ့်တုံးထူခြင်းကိုပြောတာအိုစုဆိုတာကဖိနှိပ်သည် in ဆိုတာကကြတော့တစိမ့်ကိုပြောတာ stem ဆိုတဲ့တစိမ့်ပေါ့နော်stem ဆိုတဲ့တစိမ့်ကိုပြောတဲ့ဖိနှိပ်တယ်တစိမ့်ကိုဖိနှိပ်တယ်ဆိုတော့တစိမ့်ထူတာပေါ့နော်ဒီတိုင်းအောင်ကြက်စရာမလိုO in ဆိုတစိမ့်ထူခြင်းဆောင်ကြက်စရာမလို O စုဆိုတာကO ဆိုတာကပါလဲဆိုတော့ O စုဆိုတဲ့ခန်းကြီးဖြစ်ပြီးတော့ in ဆိုတာကကြာ in ခန်းတို့ဘာလို့ရှိရလဲအဲ့ရဲ့ stem ရဲ့ in နေဆိုရင် stem လို့ပြောတယ်အဲ့တော့တစိမ့်ဖိနှိပ်တယ်တစိမ့်ကိုဖိနှိပ်တယ်ဆိုတော့တစိမ့်ထူတာပေါ့ဟုတ်ပြီအဲ့ဒါဆိုရင်ဒီခန်းကြီးလေးရဲ့မှတ်ပုံမှန်နည်းကိုကြည့်မယ်ဒီခန်းကြီးရဲ့မှတ်ပုံမှန်နည်းကရှင်းရှင်းလေးပဲဘာလဲဆိုတော့တင်းတော့ hole ဆိုတာရှိတယ်နော်ဒါလေးကဘာလဲ hole ဆိုတဲ့ဟာလေးနော်တင်းတော့ hole ဆိုတာဒီတွဲလုံးကိုကဘာလဲဆိုတော့ဒီလက်ခုံလက်နောက်ကျောပိုင်းကိုပြောတာဘာလဲဒီနားလေးကိုပြောတာအဲ့တော့တင်းတော့ hole ဆိုပြီးမှတ်လိုက်ဒါလေးကတဲ့ဟမ်မဟုတ်ဘူးလားအဲ့တော့ဒီတဲ့နေရာမှာဒါလေးကိုအစားထိုးလိုက်အောင်မယ်အဲ့တော့တင်းတော့ hole လို့မှတ်လိုက်တယ်လက်နောက်ကျောနဲ့ဖိနှိပ်သည်အိုစုဆိုပြီးမှတ်လိုက်မယ်။ဘာလဲတင်းတော့ဟိုးနဲ့အိုစုလောက်ပါတယ်လို့မှတ်လိုက်လို့ရတယ်။နော်တင်းတော့ဟိုးတင်းတော့ဟိုးနဲ့အိုစုလောက်တယ်လို့မှတ်လိုက်တယ်ဆိုရင်တခါတည်းမှတ်မိသွားမယ်။အဲ့တော့အိုစုဆိုတာဖိနှိပ်တယ်ဟုတ်ပြီအဲ့ဒါဆိုရင်အုံရောင်မီအနေနဲ့ကအိုအဲ့အိုကဘာမှသုံးလဲအိုအင်းဆိုတဲ့တစိမ့်တုံးထူခြင်းမှာသုံးတယ်။ဟုတ်ပြီအဲ့ဒါဆိုရင်22လုံးမြောက်ခန်းကြီးရသွားပြီနော်။အဲ့တော့22လုံးမြောက်ခန်းကြီးကိုဆက်သွားကြမယ်။22လုံးမြောက်ခန်းကြီးလေးကပို့ပြီးတော့ရှင်းလင်းတယ်ဒီခန်းကြီးလေးရဲ့ခွန်းရောင်မီကပါလဲဟီခုဆိုရဲဆွဲတယ်ဆိုရဲခန်းကြီးလေးဖြစ်ပြီးတော့ခွန်းရောင်မီပေါ့နော်ခွန်းရောင်မီကဟီခုဆိုရဲဆွဲတယ်ဆိုရဲခန်းကြီးလေးဖြစ်ပြီးတော့အွန်ရောင်မီအနေနဲ့ကအင်းဗမာသုံးတာလဲဆိုတော့ go in ဆိုပြီးသုံးတယ်အတင်းအကျပ် go in ဆိုတာအတင်းအကျပ်အဲ့တော့ဘာလဲဆိုတော့ go ဆိုတာကဘာခန်းကြီးလဲမိနာဆန်တို့သိပြီးသားဒါစူယောဤဆိုရဲခန်းကြီးစူယောဤဆိုရဲခန်းကြီးလေးနဲ့ဟီခုဆိုရဲခန်းကြီးဆွဲတယ်အတင်းအကျပ်ပေါ့နော်ဟိုဘယ်လိုခေါ်မလဲခိုင်မာမာနဲ့ဆွဲလိုက်တယ်ဆိုတော့အတင်းကျပ်လို့မှတ်ရမယ်။ဗာလဲခိုင်မာမာနဲ့ဆွဲတယ်ဆိုတော့အတင်းကျပ်ပေါ့။အဲ့တော့ဗာလဲ go in ဖြစ်သွားမယ်။ဟုတ်ပြီအဲ့ဒါဆိုရင်ဒီခန်းကြီးလေးရဲ့မှတ်နည်းလေးကိုကြည့်မယ်။အဲ့တော့ဒီရှေ့ကနှစ်ပိုင်းပေါ့နော်။ပိုင်းပြီးတော့ကြည့်လို့ရတယ်။ဒီရှေ့ကအပိုင်းတွေကဗာလေးလဲဆိုတော့ yumi ဆိုတဲ့လေးနော်မြားနဲ့လေးနဲ့နော်အဲ့ရဲ့လေးကိုပြောတာ။အဲ့တော့လေးဆိုတဲ့ခန်းကြီးလေးဖြစ်ပြီးတော့အနောက်ကကြတော့ခတာချီလေးနဲ့ပဲကြည့်မယ်ခတာချီလေးနဲ့ပဲကြည့်လိုက်တာပါလေတစ်လေအဲ့တော့လေးတစ်ချောင်းကိုဟီခုဆွဲလိုက်ပါတယ်လေးယူမီဆိုတဲ့လေးဒါကတစ်ချောင်းကိုဟီခုဆိုပြီးတော့ဆွဲတယ်လို့မှတ်လိုက်လို့ရတယ်အဲ့ဒါဆိုရင်ဘာဖြစ်သွားမလဲဟီခုပြီးတော့ on ရောင်မီနေနဲ့ဆိုရင် in go in အတင်းအကျပ်ဆိုပြီးဖြစ်သွားမယ်အဲ့ဆိုရင်22လုံးမြောက်ခန်းကြီးလေးကလည်းပြီးသွားပြီအဲ့တော့23လုံးမြောက်ခန်းကြီးဆက်သွားကြမယ်23လုံးမြောက်ခန်းကြီးလေးကလည်းလွယ်တယ်။ဘာလဲခွန်းရောင်မီနဲ့အွန်ရောင်မီကိုအရင်ကြည့်မယ်။ခွန်းရောင်မီအနေနဲ့ဆိုရင်ဘာလဲထိုရုဆိုတာကရှူသည်။ဟုတ်ပြီအဲ့ဒါဆိုရင်အွန်ရောင်မီအနေနဲ့ကဘာလဲရှူကကြာဘယ်နေရာမှာသုံးလဲဆိုရှူဆိုင်ဆိုပြီးသုံးတယ်။နော်ဗာလဲရှူဆိုင်ဆိုပြီးသုံးတယ်ဒီဆိုင်တွေကဘာတော့ဇိုင်းလျောတို့ဗာလဲ ingredients တွေအဲ့လိုပါဝင်ပစ္စည်းတွေပါတွေဟာမျိုး materials တွေပါတွေမှာသုံးတယ်ဇိုင်းဟုတ်ပြီအဲ့ဆိုရင်ရှူဆိုင်ဆိုတာက interview ဒါမှမဟုတ်ရင်သတင်းရယူခြင်းဆိုတဲ့အဓိပ္ပာယ်ရတဲ့ခန်းကြီးလေးဖြစ်တယ်ရှူဆိုင်နော်အဲ့တော့ကြတော့ဒီခန်းကြီးလေးရဲ့မှတ်ပုံမှန်နည်းကိုဆက်ကြည့်မယ်အဲ့တော့ဒါလေးကိုနှစ်ပိုင်းပြီးမှတ်မယ်ရှေ့အပိုင်းကဘာလဲမိမိဆိုတဲ့နာနော်မိနာဆန်တို့သိပြီးသားပါလေမိဆိုတဲ့နားဖြစ်ပြီးအနောက်ကကြတော့ဘာလဲဆိုတော့မာတဆိုတဲ့ခန်းကြီးလေးထက်မှန်ပြီးဆိုတဲ့မာတထက်မှန်ပြီးဆိုတဲ့အဓိပ္ပာယ်ရတဲ့ခန်းကြီးလေးဖြစ်တယ်အဲ့တော့နားနဲ့ထက်မှန်ပြီးတော့ကြားတယ်ဘာလဲအင်တာဗျူးခြင်းဒါမှမဟုတ်ရင်သတင်းရယူခြင်းနဲ့ပတ်သက်ပြီးနားနဲ့ထက်မှန်ပြီးကြားလိုက်တယ်အင်တာဗျူးနဲ့ပတ်သက်ပြီးတော့နော်နားနဲ့မိဆိုတဲ့နားနဲ့မာတာထပ်မှန်ပြီးတော့ကြားလိုက်တယ်။ဘာလဲရှူဆိုင်ဆိုတဲ့အင်တာဗျူးသတင်းရယူခြင်းနဲ့ပတ်သက်ပြီးတော့ဆိုပြီးတော့မှတ်လိုက်လို့ရတယ်။ Okay အဲ့ဒါဆိုရင်ဘာလဲတူတူယူသည်ရှူဆိုရင်ရှူဆိုင်သတင်းရယူခြင်းဆိုပြီးဖြစ်သွားမယ်။23လုံးမြောက်ခန်းကြီးလေးနော်။ဟုတ်ပြီအဲ့ဒါဆိုရင်24လုံးမြောက်ခန်းကြီးကိုဆက်သွားကြမယ်။24လုံးမြောက်ခန်းကြီးတဲ့ဒီခန်းကြီးလေးသူ့ရဲ့ခွန်းရောင်မီနဲ့အုံရောင်မီကိုပြောမယ်ခွန်းရောင်မီအနေနဲ့ကဘာလဲဆိုတော့ခေစုဆိုတာကဖြတ်တယ်မီးငိမ့်တက်တယ်လို့အဓိပ္ပာယ်ရတယ်ဗါလဲ
ဖြတ်တယ်မီးဆိုရင်တော့မီးကိုနှိမ့်တက်တယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်ခန်းကြီးလေးဖြစ်ပြီးတော့အုံရောင်မီအနေနဲ့ကရှောဆိုပြီးသုံးတယ်ဗမာသုံးတယ်ရှောဘိုးရှာမီးတက်ကားတွေမှာသုံးတယ်ရှောဘိုးရှာမီးတက်ကားတွေမှာသုံးတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီဟာလေးကကြတော့ဘာလုပ်တာလဲမီးကိုနှိမ့်တက်တယ်ဆိုတဲ့အဓိပ္ပာယ်ရတဲ့ခန်းကြီးလေးနောက်တစ်ခုကကြတော့ဘာလဲဒီဟိုးလေးကကြတော့ဘာကိုပြောလဲဖုဆယ်ကူဆိုတဲ့ဘာလဲဖုဆယ်ကူဆိုတဲ့protect လုပ်တာဘာလဲ protect လုပ်တာကာကွယ်တာเนาะကာကွယ်တာဆိုတဲ့ကာကွယ်တဲ့ခန်းကြီးလေးเนาะကာကွယ်တဲ့ခန်းကြီးလေးဒါကခရုမအဲ့တော့ဘာလဲမီးကိုနှိမ့်တက်ခြင်းဖြင့်ကာကွယ်တဲ့ကားဆိုတော့မီးတက်ကားမဟုတ်ဘူးလားเนาะမီးတက်ကားဖြစ်သွားမယ်အဲ့တော့ဒီခန်းကြီးလေးမှတ်နည်းကိုဆက်ကြည့်ကြမယ်ဒီခန်းကြီးလေးမှတ်နည်းဆိုရင်နှစ်ပိုင်းပိုင်းပြီးတော့မှတ်မယ်ဒီခန်းကြီးလေးအနောက်ခန်းကြီးလေးကိုတက်တက်တွဲမှတ်ထားဘာလဲအာယာကာရုဆိုတဲ့ခန်းကြီးလေးဗာလဲဒီခန်းကြီးလေးကအာယာကာရုဆိုတဲ့ခန်းကြီးလေးသူ့ရဲ့အဓိပ္ပာယ်အနေနဲ့ကံကောင်းခြင်းတွေကိုမျှဝေတယ်ဒါမှမဟုတ်အတုယူတယ်လို့ပြောတယ်ဒါပေမဲ့ဒီအခန်းမှာဆိုရင်ဘာနဲ့ယူလဲကံကောင်းခြင်းတွေကိုမျှဝေတယ်လို့ယူမယ်နော်အဲ့တော့ကံကောင်းခြင်းတွေကိုမျှဝေတယ်ဆိုတဲ့အာယာကာရုဆိုတဲ့ခန်းကြီးလေးဖြစ်သွားမယ်ဒီအနောက်ကတော့တီဗီတာမီနာဆန်တို့ပါလဲစန်းစွီလေစန်းစွီဆိုတော့ရေနော်စန်းစွီကရေကိုစားပြုတဲ့ခန်းကြီးလေးအဲ့တော့ကံကောင်းခြင်းတွေကိုမျှဝေဖို့အတွက်ရေနဲ့မီးကိုနှိမ့်တက်တယ်သူကရေတရားကြီးပါလှုပ်ထားရပဲထားပါတော့เนาะအဲ့တော့ကံကောင်းခြင်းတွေကိုမျှဝေဖို့အတွက်ရေနဲ့เนาะအာယာကာရုဆိုရဲကံကောင်းခြင်းတွေကိုမျှဝေဖို့အတွက်ဆန်းစွီဆိုရဲရေနဲ့ခေစုမီးကိုနှိမ့်တက်တယ်လို့မှတ်လို့ရတယ်เนาะအာယာကာရုဆိုရဲကံကောင်းခြင်းတွေကိုမျှဝေရဲဆိုရဲခန်းကြီးရဲ့ဆန်းစွီလေးရဲ့အဲ့တော့နဲပြီးတော့နောက်တစ်ခုကကြပါလဲခေစုမီးရေနဲ့နှိမ့်တက်တယ်လို့မှတ်လို့ရတယ်အဲ့တော့24လုံးမြောက်ခန်းကြီးတဲ့ဘာဖြစ်မလဲခေစုဖြတ်တယ်မီးကိုနှိမ့်တက်တယ်ရှောဆိုရင်ရှောဘိုးရှာဆိုရဲမီးတက်ကားဆိုရဲအဓိပ္ပာယ်ရတဲ့ခန်းကြီးလေးဖြစ်သွားမယ်အဲ့တော့ဒီနေ့ခန်းကြီးလေးအားလုံးကအကုန်လုံးတစ်ခါတည်းဒီမှတ်သွားရင်တော့မှအလွတ်ရနိုင်တဲ့ခန်းကြီးတွေဖြစ်တဲ့အတွက်တစ်ခါတည်းစာအုပ်ကျက်သွားမယ်နော်အဲ့တော့ဒီနေ့အတွက်ကတော့ပြီးသွားပြီတနေ့စာအုပ်တနေ့ကျက်ပါကျက်ပြီးရဲ့စာတွေလည်းပြန်ပြီးတော့မမိအောင်ပြန်နှွေးပါနော်အဲ့တော့အမြဲတမ်းပြောတယ်တေချာလိုက်ပြီးလုပ်မယ်နော်ありがとうございますまたねバイバイ